အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် share လုပ်ဝပေးမယ့်အကြောင်းအရာကတော့ Canva ဆိုတဲ့ software မှာကျွန်တော်တို့ဒီ filter အသုံးပြုပြီးရင် effect တွေမှာ share လို့အသုံးပြုနည်းကိုမျှဝေပြီးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းအတူလက်လို့ကြည့်ကြရအောင်ရှင်းဥစွာကျွန်တော်တို့ဒီချက်လက်စီကဝင်လို့ရပါတယ်เนาะကျွန်တော်လည်းဒီမှာ custom site ထည့်ရမယ်ကျွန်တော်တော့ရတော့เนาะအဲ့ဒါကျွန်တော်ရှိပြီလားရှင်းလက်မှတ်ပတ်တယ်ပြီးရင်ကျွန်တော်ဒီမှာတပ်ပုံတူကျွန်တော်ထည့်မယ်ပေါ့အဲ့ကျွန်တော် upload လုပ်ထားတဲ့နေရာမှာလုပ်ထားတဲ့နေရာမှာကျွန်တော်တပ်ပုံတူထည့်လိုက်ပြဖို့တော့ပါเนาะတပ်ပုံပြဖို့တော့တပ်ပုံတူထည့်လိုက်ပါပြီပြီး filter ဆိုတာပါလဲပေါ့เนาะfilter ဆိုတာတပ်ပုံကိုကျွန်တော်တို့ဒီ effect ထည့်တာပေါ့เนาะအခု color ထည့်တာပေါ့အဲ့ဒါ edit ပြီးဒီမှာကျွန်တော် filter ဆိုပြီးရှိပါတယ် filter ဒီထဲမှာ filter ဒါဆိုရင်နားပေါ့เนาะဘာမှလုံးမထားဘူး logo ပေါ့ဒါဆိုလို့ရှိရင်ဒီမှာเนาะ fresco စာရှိပြီးဒီထဲကနေပြီးတော့ပြီးသွားလို့ရတယ်ပေါ့နော်ဒီနေရာမှာ quality ပါဆိုရင်လည်းဒီ color အနေအများကိုဒီကနေနဲ့ချိန်သွားလို့ရတယ်ဒီမှာလည်းလုပ်ကြည့်ပေါ့နော်ဒီကနေတော့ color အနေအများကိုဒီကနေတော့ကစားလို့ရပါတယ်ဒါက filter ပါ300လို့ပါတယ်ညနေကဘလို့တလူကစားတော့ပါဒါ filter တော့ဘယ်နေပါဒါတော့ကျွန်တော်တို့ဒီခုကလူငယ်တွေနဲ့မဆိုင်ပါဘူး home မှာလည်းပါပြီးသားပါเนาะကင်မရာတွေမှာပါပြီးသားပါဒီတရားဒီတော့ကို effect လောက်တာပါเนาะ filter ထည့်တာပါအဲ့ဒါအများကြီးရှိပါတယ် filter တွေရွေးလို့ရတာအများကြီးပဲကျွန်တော်မထည့်ဘူးပေါ့နော်ဒါပြန်လုပ်လိုက်အဲ့ဒါ filter ပြီးသွားပြီ filter ပိုင်းပြီးသွားပြီ filter ပြီးရင်ကျွန်တော် effect ထည့်တဲ့နေရာမှာ shadows အကြောင်းလေးပေါ့နော်နည်းနည်းလေ့လာကြရအောင်အဲ့ဆို shadow နေပြီ shadow နေပြီဒါတော့မရှိဘူးပေါ့ဒီမှာဒီမှာရှိတယ်အဲ့ဒါလေးနှိပ်လိုက်မယ်ဆိုလို့ရှိရင်အောက်မှာချိန်လို့ရတာအများကြီးပဲရှိပါတယ်ဒီမှာဒီကနေချိန်လို့ရတယ်အမောက်ဟောလေချိန်လို့ရတယ်ပြီးလို့ချင်းကာလာနော်ကာလာဘီယာအောင်နော်ဒီအရေးပေါ့ရှယ်လို့ရကာလာကိုဒီကနေပြောင်းလို့ရတယ်ကာလာဆိုတော့ရှယ်လို့ဆိုတော့အမဲပဲကောင်းပါတယ်ပြီးရင်ဒီမှာအထူပါရှယ်လို့ရအထူပါဟောဒီမှာပြောင်းလို့ရပါတယ်နောက် draw ကြည့်အောင် draw လည်းအဲ့ဒီလိုပဲဒီမှာကစားလို့ရတယ် angle လိုချင်တဲ့နေရာရှုလို့ရတယ်ဟောဘယ်နေရာထားမှလဲ shadow ကိုဘယ်ဘက်ထားမှဒါဘက်ကျမှထားမှဘယ်မှာထားမှလဲအောက်မှာထားမှလားပေါ်ထားမှလားအစားရှိစီပြီးဒီမှာချိန်လို့ရတယ်ပြီးတော့ဒီမှာ shadow ရဲ့အကွာအဝေးဘယ်လောက်လဲများလားနည်းနည်းလေးပဲထားမှလားချိန်လို့ရတယ်ဒါတော့အထူအပါနောက်ဒီမှာ outline ဆိုတော့ကျွန်တော်ဆိုတော့ stroke ပေါ့နော် stroke ကိုချိန်တာပေါ့ stroke ကြီးအထိချိန်တာပေါ့ကျွန်တော်တို့ position မှာဆိုတော့ stroke လို့ခေါ်တာပေါ့ပေါင်းပေါ့နော်ဒီမှာဒီ stroke ကိုလိုချင်လောက်ထားပြီးတော့ဒီမှာဒီကနေလည်းကိုလိုတဲ့ပုံစံလေးကြီးအရောင်လေးတွေဒီကနေပြီးတော့ယူလို့ရတယ်အဲ့ဒါမယူဘူးဆိုရင်ဒီမှာရှိတယ်ဒါဒီနဲ့အဲ့လိုပေါ့သူရဲ့အကွာအဝေးဗလားအမောက်ဒါဆိုလို့ရှိရင်ရှေးလို့ရဲ့အကွာအဝေးကိုပြောတာဒါဆိုရင်အကွေးဘယ်လောက်ကွေးမှလဲ curve ဆိုတော့ဘယ်လောက်ကွေးထားမှလဲအဲ့လိုပြောတာပါ
ဒါဆိုလို့ရှိရင်တော့အထူပါစီအထူအပါဒါတော့အကြောင်းနော်နောက်ကြည့်အောင်ဒါလည်းအတူတူပဲနော်ဒါလည်းအတူတူပဲဒါဗလားမုံဝါချင်းဒါဆိုရင်မကွာဝေးပြီးဒီမှာလည်းဘယ်လိုထားမှာလဲခါအကွေးတာများလားနည်းနည်းလားဆိုတာဒီကနေချိန်ရစီအထူအပါဒါလည်းအတူတူပဲဒီမှာလည်းဗလားအမောကဘယ်လောက်လဲဘာလာပြီး rotation ဘာသာတစ်ခုပူလာတယ်ဟောလှည့်လို့ရတယ်နော်ဘယ်လိုလဲကာလာshade ကိုလှည့်လဲခုလိုချင်တဲ့ပုံစံမျိုးကျဲလှည့်လို့ရတယ်ပြီးစီအထူပါသူလဲရပါစီအထူပါပြီးအရေးရအရာထုံးတဲ့ဒီမှာလဲအဲ့လိုပဲ backdrop ပဲအဲ့လိုပဲနော်ဒီလိုရှိမယ်ဗလားအမောရှိမယ် direction ဆိုတော့အရေးရလာရပါဘယ်ဘက်လို့ထားမှလဲဒီဘက်ကျမှထားမှလားဟိုဘက်ကျမှထားမှလားနော်ဒါလို့ထားလို့ရတယ်ဒါကတော့စီအရေးရအထူအပါကဲဒီလောက်ဆိုလို့ရှိရင်တော့ shadows အကြောင်းသားလိုက်မယ်ထင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲနောက်ပြီးမှပြန်လဲဆုံးဖြတ်ကြရအောင်ကျေးဇူးတင်ပါတယ် bye bye